မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့နေထိုင်နေကြတဲ့ကဘာကြီးအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်အရင်တုန်းကအလင်းတွေမပေါ်ခင်အချိန်ဆိုတာမရှိခင်နေရာလို့ဆိုတာတောင်မပေါ်သေးခင်တုန်းကဘာဆိုပါမှမရှိခဲ့ဘူးအဲ့ဒီနောက်မှာတော့စိတ်တောင်မကူးရဲလောက်အောင်ကြီးမားတဲ့စွမ်းအင်နဲ့နက်နဲမှုတွေနဲ့အတူအရာအလုံးစတင်ခဲ့တယ်အနှစ်ပေါင်း73.8 ဘီလီယံလောက်ကစัจ java လာကြီးကအင်မတန်တိတ်တီးပြီးပူလောင်နေတဲ့အဆက်ကလေးတစ်ခုကစခဲ့တယ်။သူ့ကိုသိပ္ပံပညာရှင်တွေကစင်ဂျူလာရီဒီလို့ခေါ်တယ်။ရုတ်တရက်အဲ့ဒီအဆက်လေးကနေကျွန်တော်တို့အခုဘီဘန်လို့ခေါ်တဲ့အကြီးကျယ်ပေါက်ကွဲမှုကြီးဖြစ်ခဲ့တာပေါ့။အဲ့ဒီကနေစပြီးအချိန်နေရာကျဝတ္ထုတွေနဲ့စွမ်းအင်တွေအကုန်လုံးပေါ်ပေါက်လာခဲ့တယ်။စัจ java လာကြီးကအလင်းထက်တောင်ပိုမြန်တဲ့နှုန်းနဲ့စက္ကန့်ပိုင်းအတွင်းလျင်မြန်စွာကျယ်ပြန့်သွားခဲ့ပါတယ်။အဲ့ဒီကာလကိုCosmic Inflation လို့ခေါ်တယ်။အဲ့ဒီမတိုင်ခင်ကဘာရှိခဲ့လဲဘာလို့ဖြစ်ခဲ့လဲဆိုတာဘယ်သူမှအတိအကျမသိကြဘူး။ဒါပေမဲ့အဲ့ဒီအချိန်ကနေစပြီးအရာအလုံးရဲ့ဇလံကဆက်တော့တာပါပဲ။စัจ java လာကြီးကျေပြန့်လာတာနဲ့အမျှအေးတက်ရလာပါတော့ပထမစက္ကန့်ပိုင်းလေးတွေတုန်းကတော့ပရိုတွန်နျူထရွန်အီလက်ထရွန်လိုအမုန်သေးသေးလေးတွေပြည့်နေတဲ့စွပြုတ်ပူပူကြီးလို့ပေါ့။မိနစ်ပိုင်းအတွင်းမှာပဲအဲ့ဒီအမုံလေးတွေတိုင်းမိကြပေါင်းဆက်ကြပြီးဟိုက်ဒရိုဂျင်နဲ့ဟီလီယမ်ဆိုတဲ့အခြေခံအကျဆုံးကျက်စင်လေးတွေဖြစ်လာခဲ့တယ်။နှစ်ပေါင်းသိန်းပေါင်းများစွာကြာအောင်စัจ java လာကြီးကပူပြင်းတဲ့မြူခိုးလိုပဲအမုံတွေနဲ့အလင်းတွေကနေရာအနှံ့ရိုက်ခတ်နေကြပြီးဟိုသွားဒီသွားလွတ်လွတ်လပ်လပ်သွားလို့မရသေးဘူး။အဲ့ဒီနောက်ပေါက်ကွဲမှုကြီးဖြစ်ပြီးနှစ်ပေါင်း3,800,000လောက်ကြာတော့အရာတွေကအတန်လေးတွေဖြစ်လာနိုင်တဲ့အထိအေးလာခဲ့တယ်။စัจ java လာကြီးကကြည်လင်လာပြီးအလင်းတွေလည်းတွာလာလို့ရလာပါတော့တယ်။အဲ့ဒီရှေ့ကျတဲ့အလင်းကိုအခုချိန်ထိ Cosmic Microwave Background လို့ခေါ်ပြီးထောက်လှမ်းကြည့်လို့ရတော့မယ်။နှစ်တန်းပေါင်းများစွာကြာလာတော့ဟိုက်ဒရိုဂျင်နဲ့ဟီလီယမ်တိမ်တိုက်တွေကဆွဲငင်အားကြောင့်စူးစီးလာကြတယ်။အဲ့ဒီတိမ်တိုက်တွေကနေပထမဆုံးကျယ်တွေဖြစ်ပေါ်လာပြီးသူတို့ရဲ့တောက်ပတ်တဲ့လင်းတွေနဲ့အမှောင်ထဲကိုထုံးလင်းပေးခဲ့တယ်။ကျယ်တွေကအစုလိုက်စုလိုက် galaxy တွေဖြစ်လာပြီး galaxy တွေကလည်းကျယ်ပြန့်လာတဲ့စัจ java လာထဲမှာလဲပတ်နေခဲ့ကြတယ်။အဲ့ဒီကျယ်တွေရဲ့ပူလောင်နေတဲ့အထဲမှာရက်စင်အသစ်တွေထပ်ဖြစ်ပေါ်လာတဲ့ကြီးမားတဲ့ကျယ်တွေတက်တန်းကုန်လို့ပေါက်ကွဲတဲ့အခါအဲ့ဒီရက်စင်တွေဖြစ်တဲ့ကာဗွန်အောက်ဆီဂျင်တန်လိုဟာတွေကိုအာကာသထဲပတ်ကျဲလိုက်တယ်။အဲ့ဒီပစ္စည်းတွေကလွင့်မျောရင်စူးစီးရင်အချိန်နဲ့တော့ကျယ်တွေကျုပ်တွေအသစ်ဖြစ်လာကြတော့တယ်။လွန်ခဲ့တဲ့အနှစ်5 ဘီလီယံလောက်ကGalaxy တစ်ခုရဲ့တိတ်ဆိတ်တဲ့ထောင်လေးတနေရာမှာဓာတ်ငွေ့နဲ့ဖုံမှုန်တိမ်တိုက်တစ်ခုပြိုကျပြီးကျွန်တော်တို့ရဲ့နေဖြစ်လာတယ်။နေရဲ့ပတ်လည်မှာပိုရှန်နေတဲ့အပိုင်းစလေးတွေကတစ်ခုနဲ့တစ်ခုပေါင်းဆက်ပြီးကျိုးတွေဖြစ်လာတယ်။နေနဲ့အနီးဆုံး100ကျိုးဖြစ်တဲ့ကဘာကြီးကအေးလာပြီးသမုဒ္ဒရာတွေဖြစ်လာတယ်။အဲ့ဒီနှွေးထွေးတဲ့ရေထဲမှာပထမဆုံးရိုးရှင်းတဲ့သက်ရှိလေးတွေစတင်လှုပ်ရှားခဲ့ကြတာပေါ့။အဲ့ဒီပထမဆုံးစတင်မှုလေးကနေသက်ရှိတွေကပိုပြီးရှုပ်ထွေးလာခဲ့တယ်။နှစ်ပေါင်းဘီလီယံပေါင်းများစွာဆင့်ကဲပြောင်းလဲလာပြီးဒီနေ့ကျွန်တော်တို့မြင်နေရတဲ့တစ်ပင်တိရစ္ဆာန်နောက်ဆုံးလူသားတွေအထိဖြစ်လာခဲ့ကြတယ်။အဲ့ဒီလူသားတွေကပဲအခုဆိုရင်ကျယ်တွေကိုမောကြည့်ပြီးကိုယ့်ရဲ့မူလအစကိုဘယ်လိုဖြစ်လာတာလဲဆိုပြီးစဉ်းစားတွေခေါ်နေကြတာပေါ့။ဒါကတော့ကဘာကြီးဘယ်လိုဆက်ခဲ့လဲဆိုတဲ့သိပ္ပံပညာကပြောတဲ့ဇာတ်လမ်းပဲ။မရှင်းသေးတာတွေမေးခွန်းတွေအံ့ဩစရာတွေအများကြီးနဲ့ဒီနေ့ထိရှိုးဝက်ချက်တွေကိုဆက်ပြီးစူးစမ်းဖော်ထုတ်နေရတော့မှာပဲဒါပေမဲ့လူသားတွေကတော့ကိုယ့်ရဲ့ဇာတ်တင်ခြင်းအကြောင်းကိုရှင်းပြဖို့ပုံပြင်တွေအမြဲပြောခဲ့ကြတယ်။ဩစတြေးလျကဒရင်းထိုင်းကနေအီဂျစ်နဲ့ဖျားတွေအထိဟိန္ဒူဒန်နာတွေကရှုပ်ထွေးတဲ့အစကနေဘက်ဘီလုံးနဲ့ဂရိကစကြဝဠာစစ်ပွဲတွေအထိယဉ်ကျေးမှုတိုင်းမှာကိုယ်ပိုင်ဖန်တီးမှုပုံပြင်တွေရှိကြတယ်။တစ်ခုစီကအန္တာမှုနဲ့အဓိပ္ပာယ်ရှာဖွေခြင်းကိုပြနေတာပဲ။သိပ္ပံနည်းအရဖြစ်ဖြစ်ဒန်နာရီပုံပြင်အရဖြစ်ဖြစ်ကဘာကြီးရဲ့မူလအစဆိုတာအဓိကအားဖြင့်တော့ဘယ်လိုစတင်ခဲ့လဲဆိုတဲ့ဇာတ်လမ်းပါပဲကျွန်တော်တို့ဒီနေ့ထိလည်းပြောနေကြတော့ဇာတ်လမ်းပေါ့ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့မယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အခြားသောကြိုအကြောင်းနဲ့ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးအကြောင်းကိုနောက်ဗီဒီယိုမှာလည်းထပ်တင်အောင်မှာမလို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်